ဒီနေ့မှာတော့16ရာစုကရှမ်းပြည်နယ်ဒီကြားကအာနာလူပွဲဒီအကြောင်းကိုနည်းနည်းလေးကန်ကြည့်ကြရအောင်တကယ်တော့လေသစ္စာစောင့်တည်မှုတွေသစ္စာဖောက်မှုတွေနဲ့ပြည့်နေတဲ့နိုင်ငံရေးတရားမှာဇလံကောင်းတစ်ပုလို့ပါပဲကဲဒီဇလန်ကိုဘယ်လိုသွားကြမလဲဆိုရင်အရင်ဆုံးအဓိကဇက်ကောင်တွေနဲ့မိတ်ဆက်မယ်ပြီးရင်သူတို့ရဲ့ပဋိပက္ခနောက်တော့အလဲပြောင်ဖြစ်သွားတဲ့တန်တမန်ရေးရစာတစ်စောင်အကြောင်းအဆုံးဖြစ်တိုက်ပွဲနောက်ဆုံးမှာခေါင်းဆောင်တစ်တရောဘယ်လိုပေါ်လာတယ်လဲဆိုတော့ကိုတစ်ခုချင်းစီပြောသွားမှာမယ်ဒီပရိပက္ခကိုတိတိကျကျနားလည်ဖို့ဆိုရင်အဲ့ဒီခေရဲ့နိုင်ငံရေးအခင်းချင်းကိုအရင်ဆုံးမြင်အောင်ကြည့်ဖို့လိုပါတယ်ပြောရရင်တော့အင်အားကြီးနိုင်ငံငယ်တွေအများကြီးနဲ့တော်တော်လေးရှုပ်ထွေးနေတဲ့ကာလတစ်ခုပေါ့ဒီမှာအဓိကကျတဲ့ user တစ်ခုကရှမ်းပြည်နယ်များဆိုတာပါပဲဒါကနိုင်ငံတဲ့နိုင်ငံတွေကိုပြောတာမဟုတ်ဘူးเนาะရှမ်းစော်ဘွားတွေအတီးတီးအုပ်ချုပ်တဲ့နိုင်ငံငယ်လေးတွေပေါင်းထားတဲ့ content ကြီးတစ်ခုလိုမျိုးကိုဆိုလိုတာပါကဲဒီဇလန်မှာအဓိကစာဆောင်ရဘယ်သူတွေလဲဆိုတော့အင်အားကြီးရှမ်းပြည်နယ်ဖြစ်တဲ့မူညင်အင်ဝဘရင်နိုင်ငံမဟာဗျူဟာကြလည်းတီဘောပြီးတော့ပြည်မျိုးတို့ပဲဖြစ်ပါလေဒီလေးဘက်ကြားကဆက်ဆံရေးကပဲဒီတမိုင်းကိုပုံဖော်သွားကြမှာပါဟုတ်ပြီအခုမဟာမိတ်ဖွဲ့မှုတွေဘက်ကိုကြည့်လိုက်ရအောင်ဒီလိုရှုပ်ထွေးနေတဲ့အဆက်ဆံရေးတွေကနေစစ်ပွဲကြီးတစ်ခုဘလို့ဖြစ်လာခဲ့တယ်လဲဆိုတာကိုစက်ကြည့်ကြရအောင်အဲ့ဒီအချင်းကအဓိကအင်အားစုကြီးနှစ်ခုကတော့ထိတိုက်အနေအထားမှာရှိနေကြတယ်တစ်ဖက်မှာကဘယ်သူတွေလဲဆိုတော့မိုးညင်းစော်ဝါဆောင်းလုံးနဲ့ပြည်မျိုးကတီရီကျော်ထင်တို့ကတစ်ဖက်ဟိုဘက်မှာကျတော့အင်ဝဘူရင်နရပတိကတီဘောတင်းနီမိုးနဲလို့ရှမ်းပြည်နယ်တချို့နဲ့ပေါင်းထားတယ်ဆိုတော့နှစ်ဖက်လုံးကမန်ဖီနေကြတဲ့အခြေအနေပေါ့1522ခုနှစ်မှာတော့ပထမဆုံးထိတွေ့မှုကြီးဖက်လာပါပြီမိုးညင်းနဲ့ပြည်မဟာမိတ်တပ်တွေကအင်းဝါကိုမြောက်နဲ့တောင်ကနေညက်တီတော့ဝိုင်းရန်တက်ခိုက်ခဲ့ကြတယ်တီတော့အင်းဝါကလည်းသူ့ရဲ့မဟာမိတ်တီဘောကိုအကူညီလန်းတောင်းတော်တာပေါ့တီဘောစော်ဝါကလည်းသူ့ရဲ့သားတော်ကိုယ်တိုင်ဥဆောင်တဲ့စင်တက်မြင်းတက်ချီလင်းတက်အင်အားအပြည့်နဲ့စစ်ကူလွတ်ပေးခဲ့ပါတယ်ဒါမဲ့ဒီနေ့မှတီဘောတက်တီကတော်တော်လေးစဉ်းစားပြီးလှုပ်လိုက်တဲ့အကွက်တစ်ကွက်ရှိတယ်သူတို့ကရှမ်းအချင်းချင်းဖြစ်တဲ့မုံညင်းကိုဓာတ်ရိုက်မတိုက်ပဲမဟာမိတ်ဖြစ်ပေမဲ့ရှမ်းမဟုတ်တဲ့ပြည်သက်ကိုပဲဦးတည်တိုက်ခိုက်ခဲ့တယ်ဒါကတကယ်တော့အလွန်ပိုင်းတဲ့ပြူအားများရွေးချယ်မှုတစ်ခုပါပဲဒါပေမဲ့လေတိုက်ပွဲကစစ်မြေပြင်မှာပဲအဆုံးဖြတ်ပြီးခဲ့တာမဟုတ်ဘူးဗျအရာလုံးကိုပြောင်းပြလန်ပြနိုင်တဲ့တန်တမန်ရေးရအကွာချွေမှုတစ်ခုပေါ်လာခဲ့လေတူးတတ်တဲ့ဘီကိုတိုက်နေတော့မှပဲတီဘောဇော်ဘွားကမိုးညင်းဇော်ဘွားစီစားတဲ့ဆောင်ဖို့လိုက်တယ်အဓိကကတော့ငါတို့ကရှမ်းချင်းပဲညီကိုတွေတိုင်နေတာကိုမမြင်ချင်ဘူးဆိုတဲ့သဘောမျိုးနဲ့လူမျိုးတို့ညီနောင်စိတ်ကိုတွားပြီးနှိုးဆွဲလိုက်တာပေါ့ဒီစာတစ်စောင်ရဲ့အစွမ်းကတော့တကယ်ကိုမယုံနိုင်စရာပါပဲမွန်ညင်းစော်ဘွားဟာဒီစာကိုဖတ်ပြီးတဲ့နောက်မှာညီနောင်အချင်းချင်းတွေးထတန်ရုံမဖြစ်ချင်တော့ဘူးဆိုပြီးသူ့ရဲ့တပ်တွေကိုချက်ချင်းပြန်ဆုတ်ခိုင်းလိုက်တယ်အင်္ဂဝါကိုဝိုင်းထားတာကိုရပြီးအိမ်ပြန်သွားတော့တာပဲဒါပေမဲ့နှစ်ကြာတဲ့ခါမှာတော့နိုင်ငံရေးဇက်ကွက်ကတပတ်ပြန်လေသွားခဲ့ပါတယ်အင်းဝါဘရင်ကတော့ဒီအချင်းတွေကိုအထင်လွဲသွားတယ်မိုးညင်းတက်တွေပြန်ဆုတ်သွားတာကိုကြောက်လို့ဆုတ်သွားတယ်လို့ယူဆပြီးမားတော့ကအตาရနေပြီဆိုတဲ့စိတ်နဲ့1924မှာမိုးညင်းကိုပြန်ပြီးစစ်ချီတက်ခိုက်ပါတော့တယ်ဒါဟာသူ့အတွက်အကြီးမားဆုံးအမားတစ်ခုဖြစ်လာတော့မှာပါဒီတစ်ခါတော့မိုးညင်းစော်ဝါကအလက်ကြာဘာနဲ့ပြလိုက်တယ်ဒီဘောစော်ဝါစီစားတစောင်းမြန်ပို့ဘူးတော့လွန်ခဲ့တဲ့နှစ်ကရှမ်းအချင်းချင်းမတိုက်တဲ့ဘူးလို့ခမားပဲပြောခဲ့တယ်မဟုတ်လားအခုအင်ဝါကအဲ့ဒါကိုကြောက်တယ်ထင်ပြီးကျတို့ကိုလာတိုက်နေပြီဒီကိစ္စကိုဘလို့သဘောရတယ်လဲဆိုပြီးဒီဘောစော်ဝါရဲ့စကားနဲ့ပဲပြန်ပြီးပိတ်မိလိုက်ပါတယ်ဒီဘောစော်ဝါရဲ့အဖြန်းစာကတော့တကယ်ကိုတန်တမန်ရဲ့ပညာပြသွားတာပါပဲသူပါဖြန်းပြောလိုက်လဲဆိုတော့အရင်တစ်ခါခမားလို့အင်းဝါကိုတိုက်တုံကတော့ကျုပ်တာခဲ့တာမှန်တယ်အခုအင်းဝါကခမားလို့ကိုပြန်တိုက်တာကြတော့ကျုံမှာပြောစရာစကားမရှိတော့ဘူးဒါခမားလို့ပါတာဆုံးဖြတ်ရမယ်ကိစ္စပဲတဲ့ပြောချင်တဲ့သဘောကရှင်းရှင်းလေးပဲခမားလို့ကြိုက်တယ်လို့တာလို့တော့ကျုပ်ဘာမှပဲမပြောတော့ဘူးဆိုပြီးမီးစိမ့်ပြလိုက်တာနဲ့တူတူပါပဲဒီဘောကကြားနေလိုက်တဲ့အခါမိုးညင်းစော်ဘောအတွက်ဘာအတားစီးမှမရှိတော့ပါဘူးအင်အားအပြည့်နဲ့တံပြန်တိုက်ခိုက်ခဲ့ပြီးအင်းဝတနိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်အင်းဝပြည်နရပတိလည်းနောက်ဆုံးတော့ဒီဘောစီကိုပဲထပ်ပြေးခိုးလုံခဲ့ရပါတယ်ဒီအချင်းစရာလေးကိုကြည့်လိုက်ရင်အာနာချင်းခွင်လျားကဘလောက်တောင်လင်းမြန်စွာပြောင်းလဲသွားလဲဆိုတာတွေ့နေမှာလေနေ့အနှဲငယ်အတွင်းမှာပဲမုံညင်းမင်းသားကအင်းဝရဲ့ထီနန်းကိုဆက်ခံခဲ့တဲ့အထိဖြစ်သွားခဲ့တယ်ဒီအောင်ပွဲကနေနောက်ထပ်စိတ်ဝင်စားစရာဇက်ကောင်တွေကပေါ်ထွက်လာပါတယ်အဲ့ဒါကတော့အောင်ပွဲကိုအမွေဆက်ခံခဲ့တဲ့မင်းသားငယ်ဆောင်းဟန်ပါပါတယ်ဆောင်းဟန်ပါဆိုတာကတော့အောင်ပွဲရခဲ့တဲ့မုံညင်းစော်ဘောရသားတော့ပါမြန်မာရာဇဝင်မှာတော့သူဟန်ဘောလို့လူသိများပါတယ်အသက်14နှစ်ကတည်းကသူ့ရဲ့တတိသူ့ရဲ့ခေါင်းဆောင်နိုင်စွမ်းတဲ့ကြောင့်နေတကာမှာနာမည်ကြီးနေတဲ့မင်းသားတစ်ပါးဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတာကသူ့ရဲ့နာမည်ကျော်ကြားပုံပါပဲသူ့ပြည်သူတွေပုံမှာအင်အားကြီးတယ်တရားမျှတတယ်လေးစားမှုရှိတယ်ပြီးတော့သူ
သူ့နိုင်ငံကိုကာကွယ်စောင့်ရှောက်သူဖြစ်အားလုံးကသိကြတယ်အနိုင်ကျင့်ပူကြတဲ့ပုံစံမျိုးမဟုတ်ပဲခေါင်းဆောင်ခေါင်းတရားရဲ့ဘုံရင်မျိုးနဲ့ကြော်ကြားခဲ့တာပါ ဒီတော့ဒီနေရာမှာတော်တော်လေးစဉ်းစားစရာကောင်းတဲ့မေးခွန်းတစ်ခုထပ်လာပါတယ်ဂုံသတင်းကြော်စောတယ်တရားများတာတယ်လို့နာမည်ကြီးတဲ့ရှမ်းမင်းသားတစ်ပါးကသူ့ဖေကိုယ်လိုက်အနိုင်ယူသိမ့်ပိုက်ခဲ့တဲ့နိုင်ပိုင်းရဲ့ထိနှန်းပေါ်ရောက်လာခဲ့ပြီးသူကသူ့ဖေတိုက်ခိုက်ခဲ့တဲ့ပြည်သူတွေကိုဘယ်လိုအုပ်ချုပ်သွားမလဲတမိုင်းရဲ့ခန်းကဏ္ဍတစ်ခုကဒီလိုနဲ့စတင်ခဲ့ပါတော့တယ်